ဒီနေ့မှာတော့2009ခုနှစ်ကထွက်ရှိခဲ့တဲ့ဒီထိတ်ရင်ဖို့ဒရာမာကားကောင်းတကားဖြစ်တဲ့ Kaiji The Ultimate Gambler ဆိုတဲ့ဇာတ်ကားလေးကိုပြောပြပေးသွားမှာပါ Spoilers တွေပါမှာဖြစ်တဲ့အတွက်တတိထားပြီးနားထောင်ပေးကြပါအောင်နော်ဇလန်းစာမှာတော့မိုးရီသေးကြီးမီရွာနေတဲ့ညတညကိုတွေ့ရပါတယ်TI Corporation ရဲ့ဥက္ကဋ္ဌကြီးဖြစ်တဲ့ဟျောဒိုဆိုတဲ့တထေးကြီးကသူ့ဝန်ထမ်းတွေကိုမေခွန်တစ်ခုထုတ်တယ်လူတစ်ယောက်အတွက်အကြီးမားဆုံးတော့အာနာဆိုတာဘာလဲတဲ့ဝန်ထမ်းတွေကစစ်အင်အားတို့ဈေးခွက်ကိုလွှမ်းမိုးတာတို့ shop ဖေးကြပေမဲ့တထေးကြီးကသဘောမကျပါဘူး Rinko Endo ဆိုတဲ့အမျိုးသမီးဝန်ထမ်းကပိုက်ဆံလို့ဖြေလိုက်တော့အဆူပါခံလိုက်ရတယ်ဒါပေမဲ့ထိုနေကာပါဆိုတဲ့ဝန်ထမ်းကတော့အာနာဆိုတာကိုပိုင်ထီးနှန်းတုံတီဆောင်နိုင်တဲ့ငွေကြီးအင်အားပဲလို့ဖြေလိုက်မှတထေးကြီးကသဘောကျသွားတယ်ပြီးတော့ဂျပန်နိုင်ငံမှာအလို့လက်မဲ့လူငယ်တွေအများကြီးရှိနေတာဟာသူတို့ရဲ့တိုင်းပြည်တီဆောက်ရေးအတွက်လိုအားတွေပဲလို့ပြောကြပါလိမ့်ရောတကယ်တမ်းဇလိုက်ကျော်ကန်ကြီးအီတိုးရဲ့ဘဝကတော့စုပ်ပြတ်တက်နေတာဗျာထီကန်ဆန်းလိုက်ရှောင်းလိုက်စတိုးဆိုင်မှာအယောင်းစာရေးလုပ်လိုက်နဲ့တန်တရားလဲနေတာတရက်ကြတော့လမ်းမှာတွေ့ရဲ့တထေးစီမာစီဒီကားတစ်စီးကိုမဲမဲရရနဲ့ကန်လိုက်မိရနေပြဿနာတတ်တော့တာပဲအဲ့ဒီကားပေါ်ကနေစောစောကပြောတဲ့ ring ကိုဆင်းလာပြီးကန်ကြီးကိုရုံးကန်ခေါ်သွားတယ်ပြဿနာကကားကိုကန်မိတာတွေမဟုတ်ဘူးကန်ကြီးကတငယ်ချင်းတစ်ယောက်အတွက်အာမကန်လက်မှတ်ထိုးထားတာအဲ့ဒီတငယ်ချင်းကထွက်ပြေးတော့အတွေးတွေအကုန်လုံးကန်ကြီးကောင်းပေါ်ရောက်လာတာဗျာအတိုးတွေနဲ့ပေါင်းလိုက်တော့ရန်နှတန်းကိုဖြစ်နေပြီပြန်ဆက်နိုင်စရာလမ်းမမြင်တော့ Rinko ကလမ်းတစ်ခုပြတယ်အဲ့ဒါကတော့လောင်းကစားသင်းပေါ်တစ်စီးပေါ်လိုက်ပြီးဂိမ်းကစားမလားတဲ့နိုင်တဲ့အကျွေးတွေကြေမယ်ဆိုတော့ကန်ကြီးလက်ခံလိုက်တာပေါ့တင်ပေါ်ပေါ်ရောက်တော့ကန်ကြီးလိုပဲဘဝပြည့်နေတဲ့လူတွေအများကြီးကိုတွေ့ရတယ်ထုံနဂါဝါကဂိမ်းစီးမင်းတွေကိုရှင်းပြတယ်ကစားမှာက rock paper scissors ကြောက်ကက်ကြီးစကူပဲဒါပေမဲ့ကတ်တယ်နဲ့ကစားမှာဒီလောက်ကိုကျဲ3ပွင့်နဲ့ကတ်ဆက်နဲ့ကတ်စီပေးထားတယ်နိုင်ရင်ကဖတ်လူစီကကျဲ1ပွင့်ရမယ်မိနစ်30အတွင်းမှာကတ်တွေကုံလောက်သုံးပြီးကျဲ3ပွင့်ကျန်နေတဲ့လူကအနိုင်မယ်ပွဲစားတာနဲ့ဖူနိုင်ဆိုတဲ့လူကခိုင်ကြီးကိုလာညိတယ်တရေကြအောင်တူတူကစားပြီးကတ်ဒီကုံအောင်လောက်ကြမယ်ပေါ့ခိုင်ကြီးကရိုးတော့ယုံလိုက်မိတယ်ဒါပေမဲ့နောက်ဆုံးချိန်ကြမှာဖူနိုင်ကသစ္စာဖောက်ပြီးခိုင်ကြီးစီကကျဲ2ပွင့်ယူသွားပါလေရောခိုင်ကြီးခမညာကျဲ1ပွင့်ကတ်တကတ်နဲ့ကြံခဲ့ပြီးဒေါ်လာထွက်လို့ဖူနိုင်ကိုထိုးလိုက်တာသွေးတီတောင်ထွက်ကုန်လေအဲ့ဒီချိန်မှာလူတစ်ယောက်ကသူ့ကတ်တွေကိုအင်တာထဲမျှောချဖို့ကြိုးစားလို့အဖမ်းခံရတယ်။အဲ့ဒီလူနာမည်ကအီရှီဒါတဲ့။ဖူနိုင်ကကတ်တွေကိုပြန်မွေးပြီးအတိပြန်ငွေဖို့အကြံပေးပြန်တယ်။ခိုင်ကြီးကလက်ခံလိုက်တယ်။ဘာလို့လဲဆိုတော့သူ့မှာအကြံရှိလို့လေ။ခိုင်ကြီးကအီရှီဒါနဲ့ပေါင်းပြီးဖူနိုင်ကိုပြန်ကစားတယ်။ဖူနိုင်ကထူနိုင်မဲ့ထီနေတာဘာလို့လဲဆိုတော့ခိုင်ကြီးရဲ့ကတ်မှာသွေးစွန်းနေတာကိုသူမှတ်ထားလို့လေ။ဒါပေမဲ့ခိုင်ကြီးကပါတယ်။အီရှီဒါရဲ့ကတ်ကိုသွေးတုပ်ပြီးသူ့ကတ်လိုနဲ့ချင်းချဲလိုက်တာ။ဒီလိုနဲ့ဖုန်နိုင်စီကချယ်ဒီပြန်ယူနိုင်ခဲ့တယ်။ဒါပေမဲ့ဝမ်နေစီယာကအီရှိတာကကတ်တကတ်အိတ်ကတ်ထဲမှာမိတ်ချန်ဟဲလို့သူတို့နှစ်ယောက်လုံးရှုံပြီးမီအောက်ကဘာကိုအပုတ်ခံလိုက်ရတယ်။မီရောက်တော့ငရဲခန်းမှာပဲခိုင်တူရဲ့တိုင်းပြည်တီဆောက်ရေးအကြွကျွန်းလိုလွတ်အားပေးရတယ်။ပတ်စံကိုလည်းပရိကာဆိုတဲ့ငွေတုပဲပြီးတာ။အဲ့ဒီမှာဖိုမန်ကြီးကလဲတယ်။အလုတ်သမားတွေကို PR တွေအမီးတွေနဲ့မြူဆွဲပြီးပတ်စံပြန်ကုန်ကုန်လုကခိုင်ကြီးလဲအစာအိုင်းမှာသွေးဆောင်မှုနောက်ပါသွားပြီးပတ်စံမစူးမိဘူး။တရက်ကြတော့ငလင်လုတ်ပြီးအီရှိတာထင်ရရသွားလေဈေးကုတ်ဖို့ပတ်စံမရှိလူဒုက္ခရောက်နေတော့ဆဟာရဆိုတဲ့လူတစ်ယောက်နဲ့ဆုံတယ်ဆဟာရကဒီစနီကြီးကနေလွတ်မြောက်ဖို့ Brave Man Road ဆိုတဲ့ပွဲရှိတယ်လို့ပြောပြတယ်ဒီပွဲကအသက်နဲ့ရင်းရပေမဲ့နိုင်ရင်လွတ်လပ်ခွင့်ရမယ်တဲ့ခိုင်ကြီးရောအီရှိတာရောဆဟာရရောဝင်ပိုင်မှုဆုံးဖြတ်လိုက်ကြတယ်ဒီပွဲကတကယ်ကိုကြောက်စရာကောင်းတယ်မိုးမြော့တိုက်ကြီးနှစ်ခုကြားကတေးကွေးတဲ့တန်တန်းတွေပေါ်မှာလမ်းလျှောက်ပြီးဟိုဘက်တိုက်ကိုကူးရမှာပြုတ်ကြရင်တေးပြီပဲတထေးတွေကတော့ဝိုင်းတောက်ပြီးကြည်ကောင်းကောင်းနဲ့ကြည်နေကြတာပြိုင်ပွဲဝင်တွေတယောက်ပြီးတယောက်ပြုတ်ကြကုန်တယ်နောက်ဆုံးမှာကိုင်ကြီးဆဟာရာနဲ့အီရှိတာပဲကြံတော့တယ်မိုးတွေလေတွေကလည်းတီးလာတော့အီရှိတာခမရအဆက်မသွားနိုင်တော့ဘူးဒါနဲ့သူ့သမီးလေးစီပတ်စံပို့ပေးပါလို့ကိုင်ကြီးကိုမှာပြီးဘာတမ်းမထွက်ပဲအောက်ကိုခုံချသွားရှာတယ်ကိုင်ကြီးတုံလို့သွားပေမဲ့ဆက်လျှောက်ရတယ်ဟောဘက်ဘေးရောက်ခံနေတော့တထေးကြီးဟန်ယိုဒိုကပဒင်းပေါက်ကနေကြည်နေတာမြင်လိုက်ရတယ်။တကားဖွင့်လိုက်တာနဲ့လေဖီယာကြောင့်ဆဟာရာလွင်းထွက်ပြီးပြုတ်ကျတေဆုံးသွားပြန်တယ်။ခိုင်ကြီးကတော့တတိထားမိလို့လက်ရန်ကိုကြိုက်ထားနိုင်ပြီးအသက်ဘေးကလွတ်သွားတယ်။နိုင်သွားပြီဆိုပေမဲ့ဟန်ယိုဒိုကဂတိမတီးဘူး။အီရှိဒါတေသွားလို့သူ့ကူပုံအသုံးမဝင်တော့ဘူးဆိုပြီးပတ်စံမပေးဘူး။ခိုင်ကြီးရမယ့်ပတ်စံတဲကနေလဲအကျွေးတွေပြောင်းနှုတ်လိုက်တယ်။ခိုင်ကြီးဒေါသထွက်ပြီးတိုနဂါဝါကိုထိုးမယ်လို့တော့ဟန်ယိုဒိုကသဘောကျပြီးနောက်ဆုံးအခွင့်အရေးတစ်ခုထပ်ပေးတယ်။ဒီတစ်ခါဂိမ်းကအီးကတဲ့
ထိုနီကာဝါနဲ့တရိုက်ကစားရမှာဘယင်ပြည်သူကျွန်းဆိုတဲ့ကတ်သုံးမျိုးနဲ့ကစားရတာကျွန်းကဘယင်ကိုနိုင်တယ်ဘယင်ကပြည်သူကိုနိုင်တယ်ပြည်သူကကျွန်းကိုနိုင်တယ်ဒီပွဲမှာထိုနီကာဝါကမရိုးသားဘူးခိုင်ကြီးရဲ့လက်မှာတက်ထားတဲ့နာယီကနေနှလုံးခုန်လုံးကိုဖတ်ပြီးကတ်တီကိုခံမှန်းနေတာခိုင်ကြီးသားကိုရိပ်မိသွားတယ်ခိုင်ကြီးကအိမ်သာသွားမယ်ဆိုပြီးရင်ကိုကိုခေါ်ထုတ်ရင်ကိုစီကနေရန်တန်း50ထပ်ချီပြီးပြန်လာလေပြန်လာတော့မှမှန်ကိုခေါင်းနဲ့ဆောင်ပြီးသူ့နှလုံးခုန်လုံးတွေဖောက်ပြန်လို့လုတ်ပြလိုက်တယ်ပြီးတော့သွေးစွန်းနေတဲ့ကပ်ပြားကွက်ကိုပြန်သုံးပြီးထိုနီကာဝါကိုလှည့်စားလိုက်တယ်ထိုနီကာဝါကခိုင်ကြီးနှလုံးခုန်လုံးကိုအားကိုးလို့မရတော့သလိုကတ်တွေကိုလည်းမားခန့်မှန်းမိပြီးနောက်ဆုံးမှရှုံးတော့ပါတော့တယ်ခိုင်ကြီးကကျွန်းကတ်နဲ့ပြီးရင်ကတ်ကိုအနိုင်ယူလိုက်တာပါဟီယိုတို့ကဒေါထားထပြီးတိုနီကာဝါကိုမြေအောက်လိုင်ကောင်းနဲ့ပို့ပစ်လိုက်တယ်ခိုင်ကြီးကတော့ပတ်စံတွေရလွတ်လပ်ခွင့်ရပြီပေါ့ဒါပေမဲ့ဆက်သိန်းကမလှဘူးဗျာရင်ကိုနဲ့ပတ်စံခွင်းရင်ထမင်းစားနေတော့ရင်ကိုကဆေးခတ်လိုက်တယ်ခိုင်ကြီးတတိပြန်ရလာတော့ပတ်စံတွေမရှိတော့ဘူးရင်ကိုကအတိုးတွေကားဘူးတွေဆိုပြီးအကုန်ကြီးပါယူသွားတာခိုင်ကြီးလက်ထဲမှာနည်းနည်းလေးပဲကြံတော့တယ်ဒါပေမဲ့ခိုင်ကြီးကစိတ်တန်မကြပါဘူးသူကြံတဲ့ပတ်စံလေးကိုတေဆုံးသွားတဲ့အေရှိတာရဲ့သမီးလေးစီစားတိုက်ကနေပို့ပေးလိုက်တယ်ကိုရိုင်းကတော့ပတ်စံမရှိတော့ပေမဲ့လွတ်လပ်တဲ့ဘဝတစ်ခုကိုပြန်ရလိုက်တယ်ဆိုတဲ့နေရာမှာဇက်လန်းကပြီးဆုံးသွားပါရဲ့